တလောကမြန်မာပဲအမျိုးမျိုးဓာတုစေးကျွမ်းများတယ်ဆိုပြီးတော့အိန္ဒိယညင်းပယ်တယ်လို့ကြားရတယ်တခါမြန်မာဆန်လည်းပဲအရန်ဆင်းရဲပြီးမဖွင့်ဖြိုးတဲ့အာဖရိကနိုင်ငံတချို့သာတင်ပို့လို့ရတော့တဲ့ဆန်ထဲမှာတော့လေအာဆင်းနစ်တွေအများကြီးတွေ့ရလို့ပါတယ်အခုခါမြန်မာပြည်အတွက်အသီးအနှံ nitrate ပါဝင်မှုကလည်းအလွန်အကျွံဖြစ်နေလို့တရုတ်ကမဝယ်တော့ပြန်ဘူးလို့ကြားရပြန်တယ်ဒါတို့မျိုးစားအလွန်အကျွံသုံးဆွဲမှုရဲ့ဘေးထွက်ဆိုးကျိုးတွေပေါ့ဆိုတော့ကဒီဆန်ပဲနဲ့အသီးနှံတွေကဘယ်ကိုသွားမလဲပြည်တွင်းကလူတွေစားပေါ့ရှင်းနေတာပဲအာဆင်းနစ်ပါလဲစားပိုးသက်စီဓာတ်ကျွင်းတွေများလဲစား nitrate တွေများလဲစားပြီးရင်ဆက်လက်ဆေးရွက်ကြီးမစားမတော့တဲ့အဆုတ်ကင်ဆာတွေဖြစ်ကြအယုတ်မတူဘူးသူတွေကလည်းအသေးကင်ဆာတွေဖြစ်ဥလန်းချောင်းကင်ဆာတွေဖြစ်ကြငငယ်ရွယ်နဲ့သွေးတိုးစီးကြိုတွေဖြစ်ကြကြောက်ကတ်တွေပြက်ကြတကယ်တော့စုပ်ကတ်မဟုတ်ဘူးဗျစင်ရဲခြင်းနဲ့အတိမကြွယ်ခြင်းကလူသက်တမ်းကိုတိုးစေတာယောဂဗျာတွေကိုလက်ရက်ခေါ်နေတာစင်ရဲတော့ရွေးချယ်ဖို့ခတ်တယ်အတိနဲတယ်အတိပညာဖြန့်ဝေမှုအားနေတာကြောင့်လည်းမလုတ်တင်တာမှန်းကိုမသိတဲ့သူကလုတ်မစားတင်တာမှန်းကိုမသိတဲ့သူကစားတယ်ဒီလိုနဲ့ကမ္ဘာအောက်ခြေလူရန်စားဖြစ်တဲ့နိုင်ငံသားတွေမတည်သင့်မီမှာတည်ကြမနာသင့်မီနာကြလူဆန်းအားရင်းမြစ်ဟာတောင်နဲ့တင်နေပါသွားကြပြန်တယ်ရှိပါသေးတယ်ကျမ်းမာရေးအသိပညာနေပါမှုကြောင့်ရဲ့စင်ရဲနွမ်းပါမှုနွမ်းပါရှာကြလို့ရဲ့ခုချိန်ထိဆက်စေးတောက်ကြရန်ကုနဲ့ကုကြတဲ့လူဦးရေကဒီတိုင်းပြည်မှာအများကြီးဒါထဲမှာအသက်မဲ့ဆရာဝန်တချို့ကလည်းဘာလာလာပါဝါဖူးပိန့်ကေလာကိုလည်းကောက်ထိုးပြီးတော့ပတ်စံကိုတိတ်ယူနေကြတာရှိပြက်ကြပြီပေါ့ကြောက်ကတ်တွေကြောက်ကတ်ဆေးဖို့အတွက်လည်းတန်းစီနေကြတဲ့သူတွေအများကြီး FDA အလုပ်ကိုလုံးမလုပ်တော့မသိမြုပ်သီးမှုကြောင့်လည်းအသေးကင်ဆာသမားတွေကတပုံတပင်စိုးစေးတွေကြောင့်လည်းဥမာကြီးကင်ဆာသမားတွေကတပုံတပင်တကယ်တော့ပြောလို့သာပြောရတယ်ဟောင်းရင်သာပြန်လုံတော်မူရမယ်သဘောဘသူရှောင်းနိုင်မလဲလက်တဆုပ်စာလူချမ်းသာတချို့ကရှောင်းနိုင်ပါလိမ့်သူတို့ရွေးချယ်နိုင်လို့ဒါတောင်မှပဲအဲ့ဒီလူချမ်းသာလည်းကျမ်းမာကြီးအသည့်တခြားအသည့်တွေရှိအောင်မှဆိုတော့ကကံပေါ့နော်အလိုတော်ပါဒါပါပဲ